Okay အားလုံးမင်္ဂလာပါကျွန်တော်တို့ကောင်းရောကောင်းရပြပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့စက္ကန့်စီမှာရေးပါဆို mission တစ်ခုဖြစ်တဲ့ Crossian Crack ကို Crossian mission ပေါ့နော်ဘာပြောနေအဲ့ဒီဟာကိုကျွန်တော်လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒီ mission ကိုလုပ်မှဆိုရင်ဘယ်လိုလုပ်နေဘာကြိုးခံစားခွဲရှိမလဲဆိုတာတခြားလက်ကြည့်အောင်ကျွန်တော်ပတ်သက်အောင်ဆိုရင်ဘယ်လိုလုပ်ဒီ accessory ရမယ်ဗျာနောက်တစ်ခုကတော့ with review လုပ်ရမယ်ဗျာနောက်တစ်ခုကတော့ Pepsi ကိုတွားတဲ့နေရာမှာချောချောချွတ်ချွတ်တွားလို့ရမယ်ဗျာ so ဒါပါပဲဒီ machine လို့ဖက်ဘာလို့အဲ့လဲဆိုတာတစ်ချက်ပြောပြပေးပါမယ် level 800 legendary food တလုံးဒါပဲလို့အပ်ပါတယ် so စရအောင်ကျွန်တော်က level 1000မှစလောက်တာပေါ့နော်လို့ရ level 800တော့ machine တစ်ခုလည်းလုပ်လို့ရပါဒါပေမဲ့ဘလို့တော့1000ရှိရင်တော့ဒီ machine တစ်ခုလို့တစ်ခါလဲလုပ်လို့ရတာဖြစ်ပါတယ် so machine တစ်ခုလို့ရမှာပါဘာလို့ဆိုရင်ဒီကောင်နဲ့စကားပြောလိုက်ပါဒီကောင်နဲ့စကားပြောပြီးတော့ရှင်ကျွန်တော်တို့ဟိုဒီ cat ကျွန်တော် cafe ရဲ့နောက်ဖက်မှာရှိတဲ့ကျွန်တော်ကောင်လေးကိုတတ်တတ်ရအောင်ပေါ့နော်ဒါဆိုရင်အဲ့ဒီကောင်လေးကိုတတ်တတ်လိုက်အောင် let's go okay ကျွန်တော်ဒီရှေ့ကကောင်လေးပေါ့ဗျာဒီရှေ့ကကောင်50တီတီကိုတတ်ပေးရမှာဖြစ်ပါတယ်ဒါကတော့ပတ်တော့မှရှင်းပြပါတယ်ဒါဆိုရင်စတတ်လိုက်ရအောင် let's go music လူဆိုတာငါမသိတော့တချေ banana ရေးလို့ပါဦးလူဆိုတာဟာမင်းလောင်ရည်တန်တွေကြားမင်းမွန်းချက်လာတဲ့အခါစိတ်ငြင်းမနေနဲ့ကွာလူဆိုတာဟာမင်းဒုက္ခမျိုးကွာမင်းကြုံတွေ့ရမှာအဆုံးမပေးနဲ့ကြိုးစားလူဆိုတာဟာမင်းပန်းခဲလန်းလေကွာမင်းရှောင်ရဖို့အတွက်ကွာကြိုးစားကြရမှာလူဆိုတာဟာမင်းစုခဲလန်းလေကွာမင်းနဲ့ချရရမှာမရေဆိုမင်းနဲ့ကွာโอเคကျွန်တော်ဒီကောင်50တောက်ဆိုရှင်တော့ရပါပြီတုံးပြီးတော့ပါပြီဒါပေမဲ့နောက်ထပ်တစ်ခုအဲ့ဒီကောင်ရဲ့ machine ထပ်လို့ရပါမယ်အဲ့ဒါကတော့ဘောတကောင်တားဖို့ပါကျွန်တော်တို့ကက်ဖေကိုပြန်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေခဏကောင်ပါပဲစကားပြန်တော့ပြောရမှာဖြစ်ပါတယ် so ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့မာဆလာ300 400 500 600လို့ရောင်းပါလို့ပြောလိုက်ပါအဲ့ဆိုရပါလိမ့်မယ်โอเคကျွန်တော်တို့ဒီကဘောတားရမှာတော့ကျွန်တော်ခဏနေရာမှာကျွန်တော်တို့တော့ဖမ်းတဲ့ Apple မှာရှိတဲ့ဘောပါဂျီမီပါ Spin user ဖြစ်ပါတယ် Spin user ကိုကျွန်တော်တို့သွားကြုံလိုက်အောင် let's go okay ဒါဆိုရင်သူ့ကိုကျွန်တော်တို့နေပန်တီးလိုက်အောင်တင်းဒီကောင်တော့ခဏလေးပဲတိုင်မယ်တချင်းတွေပါရင်မထည့်တော့ဘူးဘာပြီးတော့ဒီကောင်တော့တနာတယ်ဗျာကျွန်တော်ဗိုးဒါဆိုကျွန်တော်ရိုက်လို့ရှိရင်ရပါပြီပြီးလို့ရှိရင်ဒီမှာစာကြောင်းတွေပေါ်လာပြီမယ် Apple ဝဲနှိပ်ပြလိုက်ပါ yes အဲ့ဒါဆိုရင်ကျွန်တော်ပတ်နာမရှင်ကတော့ပြီးပြီပေါ့ဗျာဒါဆိုရင် cafe ကိုဖန်ပြန်သွားမယ်အခုကတော့ Crossian မနော်ပြိုင်ပွဲလုပ်တဲ့နေရာမှာသွားလို့ရမှာပေါ့ကျွန်တော်ပတ်နာအုပ်စုနေနဲ့ cafe ရဲ့နောက်မှာရှိတဲ့ဒီနေရာကိုတက်ပါဗျပြီးလို့ရှိရင်ဒီနေရာမှာ second shot ရိုက်တယ်တကူရှိရဲဒါပေမဲ့လည်းဘလိုတို့ second shot မရိုက်ချင်ရင်လည်းဘလိုတို့ရဲ့အုံနောက်နဲ့ရတယ်ပေါ့ဗျာဒီမှာပါဗျာဒါလေးကိုကျွန်တော်တို့ second shot ယူသွားလိုက်ပါကျွန်တော် second shot ယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Crossian ပေါ့နော်ပြိုင်ပွဲလုပ်တဲ့နေရာသွားမှာဖြစ်ပါတယ်တစ်ချက်သွားလိုက်ပါဦးမယ် Crossian ရောက်ပြီဆိုရင်ခဏဓာတ်ဖို့ရဲထားတဲ့တိုင်ကျွန်တော်တို့ဒီမှာလိုက်ကပေးလိုက်ပါကျွန်တော်ဘယ်လိုကတ်ရမလဲဆိုတာကျွန်တော်ပြပါမယ်လွယ်လေးပါကျွန်တော်တို့ရဲ့ ambis ကျွန်တော်တို့ရဲ့ collector နဲ့ပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်တို့ဒီလိုလေးခိုးလိုက်ပါဒါဆိုရင်ရပါပြီဒီစိန်လိုက်ပေါ့နော်1ပိုတဲ့တန်စိန်လိုက်လုပ်ပြီးလို့ရှိရင်ရပါပြီအဲ့ဒါပြီးလို့ရှိရင်တော့ machine ကပြီးပါလိမ့်မယ်ဒါပေမဲ့အခုကကျွန်တော်တော်တော်လေးတိုက်ပန်းနေတယ်ချက်လို့ skip လိုက်ပါမယ် let's go okay ခုဆိုရင်ကျွန်တော်ရပြီပါဗျာကျွန်တော်တို့ဘာရမလဲဆိုတော့ကျွန်တော်ဒီမှာဒီ warrior hammer ဟုတ်တယ်နော် warrior hammer ရတယ်ပြီးလို့ရှိရင်တော့ဒါပါပဲဒါရပါတယ်ကျွန်တော်နောက်ဆုံး machine တစ်ခုတောက်လို့ရအောင်အဲ့ဒီ machine တစ်ခုကတော့လွယ်ဆိုးပဲဗျာဒီနောက်ဆုံး machine လုံးမယ်ဆိုတော့ကျွန်တော် legendary food တစ်ခုလိုပါတယ် legendary food တစ်ခုပဲလိုတာပေါ့နော်ကျဲ
ကျွန်တော်ပြီးလို့ရှိရင်ဘောတက်ကောင်တားလို့ရှိရင်ရပါပြီအဲ့ဒီဘောတားလို့ရှိရင်လည်းကျွန်တော်တို့တွေလှေတွေပါတွေရမယ်ဗျာဆိုအေးစေးပဲလှေကတော့ကျွန်တော်တို့ကောင်းသားလှေတစ်ခုလို့ပြောလို့ရပါလေကျွန်တော်လက်ကြီးဖူးထုံးမယ်ခဏမှကျွန်တော်လှူထားတာနော်ဟဲ့ခဏမှကျွန်တော်ဓမြတိုက်ထားတာဗျာ तू မသိဘူးဘလို့တော့မသိဘူးမလားကျွန်တော်ဓမြတိုက်ထားတာရဲကျွန်တော်အဲ့လိုပဲဒီကောင်းတဲ့စကားနှစ်ခါပြောပေးလိုက်ပါဆိုဒါဆိုရင်ရပါပြီစကားနှစ်ခါပြောပြီးတော့ရှင်တော့ကျွန်တော်ဒီဖက်ကိုသွားမယ်ပြီးရှင်ဒီဂူလေးတဲ့ကိုဝင်မယ်ပြီးရှင်ဒီမှာဒိုဖာမီကိုဘာနာညီကိုဆိုတဲ့ကောင်ကျွန်တော်တားလိုက်ပါဒါဆိုရင်မရှင်းတော့ပြီးသွားပါပြီဒီကောင်တားနိုင်ရင်ရှင်တော့ပေါ့နော်အေးဆေးပေါ့ကွာမင်းတို့ကောင်ရော level 1400လေးပါတီးမဆိုင်ဘူးဒီကောင်တော့1300ပဲရှိတာဒီကောင်မှာသွေးနှစ်ထပ်ရှိတယ် accessory တစ်ခုလည်းတအားမိုက်တယ်ဟုတ်ရပြီ new ကျွန်တော်ဒီမှာတဘိုးရဗျဆိုမရှင်းကတော့ပြီးသွားပြီပေါ့နော်ဒီမရှင်းကကျွန်တော်စက္ကက်စီမှာရေးကြည့်လို့မရှင်းတစ်ခုပဲဖြစ်ပါတယ်ဒီမရှင်းလုံးမဲ့ဆိုရင်ဘလို့လို့နဲ့ weekly လုပ်လို့ရမယ်စက္ကက်စီတောက်လို့ရမယ်အခုဆောင်းထားတဲ့ accessory တစ်ခုကြမယ်ဆိုဘလောက်ကောင်းလိုက်တဲ့မရှင်းနဲ့ဗျာထုံးနောက်တဲ့တနေ့ကလေးကြာမှကျွန်တော်weekly လုံးကြီးကို beginner တွေအတွက်တင်ပေးပါမယ်အားလုံးပဲbye byeပါ